Chitabo, Yamigo Chitabo, Yali Shia, Chitabo, Chitabo, Yamigo Chitabo, Yali Shia, Chitabo. Mày có cái chân à? Má tôi không biết gì mày nó. Tôi không biết gì bạn này, ngay trong là đi vào vậy. Tôi không biết gì cho bị lì mắt này nào tôi không biết còn gì. Đi vào rồi, cho nó iPhone sẽ còn luôn cho nó. iPhone sẽ còn luôn chân à? Bây giờ iPhone sẽ còn này. Ó, ta thắng lộ, không nhắm nào. Ok bạn. Bây giờ ba lý này abi vòng thì ngang sau đầu bỏ thì ngã cũng chỉ là con nó nhiều abi bạn này. Tôi không biết luôn chân nào lý. Màu việc cho nó iPhone sẽ còn đi đồ trên. iPhone sẽ còn luôn chân miền bi. Ok việc. Abi vừa tháo đi abi vào. Bây giờ con dùng mày thế lại. Mình đi nó. Bao hoa vậy. Ok bạn. Ê, bao biết được liền. Tôi không biết dùng mà lý. Không có bạn nó. Hả? Aku bao biết được liền. iPhone sẽ còn đi trên nó. iPhone sẽ còn luôn chân miền bi. Anh mới lý. Aku cái lùng nghề đi ra lên đó. iPhone sẽ còn cạnh xin ra này, cạnh xin ra này. Cả ba đánh đi à. ကောင်းလေးတွေကလည်းအစင်လေးတွေပဲချောချောလေးတွေဆိုတော့ဒါလေးတွေထည့်လိုက်နော်ယူမယ်မောင်လေးဒါလေးထည့်လိုက်နော်ယူမယ်ဒါလေးထည့်လိုက်နော် Ok bạn. လူပါသိမ့်လို့ရလားရတယ် ရပါတယ်ဗျာကျွန်တော်တို့တော့ iPhone ဆက်ကနေတော့ဝေပေးရမယ် iPhone sẽ còn đi luôn như lúc bạn vậy. တကယ်လို့ကျင်တာလား ရေးလို့ရတယ်ဗျာ တကယ်လို့ကျင်တာလား ဟုတ်ကဲ့ဗျာ တကယ်လို့ကျင်တာလား Ok bạn. ကာဘာတိုင်းပြည်မန္တလေးရောက်မှာပဲစိတ်ချမ်းသာတော့တယ်ကဲအကောင့်လုံးဝယ်ပေးမယ်အေးဆိုပြောကြတော့ကာဘာ iPhone ဆက်ကိုဆွဲနေမှာပဲလင်း3ယောက်ရတော့တယ်ကျင်းတဲ့ကာဘာတိုင်းပြည် မင်္ဂလာပါမန္တလေးမြို့ကာဗာတိုင်းကြီးမှာကြိုဆိုပါရစေ ကဲအခုကတော့မန္တလေးမြို့ကာဗာတိုင်းပြည်နံပါတ်1ကိုရောက်ရှိနေတာဖြစ်ပါတယ်ကာဗာတိုင်းပြည်မှာကာဗာနဲ့ပတ်သက်တာတွေပန်ကာတွေပြီးတော့မမကွေးတွေတနေရာထဲမှာအစုံရရှိနိုင်တာဖြစ်ပါတယ် Power Bank အာသွင်းကျိုးအာသွင်းကောင်လျှက်စစ်နဲ့ပတ်သက်တာတွေကိုမန္တလေးမြို့ကာဗာတိုင်းပြည်ကဝန်ဆောင်မှုပေးနေပါတယ်အချစ်တို့ကြီးလိမ့်စာလေးကိုသိချင်တော့ချစ်ဆုံးသားလေးကပြောမှာဖြစ်ပါတယ်သားလေးလိမ့်စာလေးပြောပါဦး Ok bạn. Dataလေးကကြတော့ကောင်းပါတယ်ဒီ84နဲ့333ကြားမှာရှိပါတယ်ခင်ဗျာ ကဲကာဗာတိုင်းပြည်လိမ့်စာလေးကိုပြောပြီးပြီဆိုရင်တော့နောက်ထပ်မသိမှဆိုလို့တစ်ခေါက်ထပ်ပြောပြီးမယ်နော် ကာဝဒန်ကြီးတဲ့ဆက်သက်လေးလား3-3ကျောင်းမှာရှိပါတယ်ဗျ ကဲကာဗာတိုင်းပြည်ကတော့84လမ်း3-3ကြားမှာရှိပါတယ်ရှင်မန္တလေးမြို့ကာဗာတိုင်းပြည်မှာကြိုဆိုပါတယ် Only